တွန်းတော်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ထိုင်းနိုင်ငံမြောက်ပိုင်းတောနတ်တွေကရွာလေးတွေမှာဖြစ်ပျက်ခဲ့တဲ့ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တစ်ခုကိုတင်ဆက်ပေးသွားမှာပါအဲဒီရွာကလူတွေကတော့တောင်ရလောက်ကန်ရင်ရိုးရိုးရှင်းရှင်းပဲအေးချမ်းချမ်းနေထိုင်ကြတာပေါ့ဒီရွာလေးကမျိုးနဲ့လည်းအတော်လေးလှမ်းသလိုဖုံးလိုက်လည်းမမိတော့ပြင်ပလောကနဲ့အဆက်အသွယ်ပြည့်နေတဲ့နေရာလေးတစ်ခုပေါ့ရွာအစွန်ဆုံးမှာတော့အဖွားပရင်နဲ့အဖိုးတို့ဇနီးမောင်နှံနှစ်ယောက်တည်းနေထိုင်ကြပါတယ်။ဒီနေ့မှာတော့သူတို့စီကိုမြို့မှာနေတဲ့တားဖြစ်သူຫນွေနဲ့မိဖြစ်သူကွန်တို့အလေရောက်လာကြတာတော့ပေါ့။မိသားစုဝင်တွေနဲ့ခွဲနေရတာကြာပြီဖြစ်လို့ဆုံဆုံလေးနဲ့စကားတွေပြောရင်ပျော်နေကြတော့မှပဲအင်းရှိတနေရာကနေရွရွတဲတဲစူညံတန်တွေကိုကြားလိုက်ရပြန်ရောကြည့်လိုက်တော့ရွာသားတွေစုပြုံကြည့်နေကြတာကသူ့အိမ်ထဲမှာတင်နေတဲ့ဝက်တီကောင်ကြီးဗျဝက်ကြီးဘာကြောင့်သေးတာလဲဆိုပြီးရွာသားတွေကြားမှာအငင်းပွားနေကြတယ်တောလိုက်ကျွမ်းကျင်တဲ့မုတ်ဆိုးတွေကတော့ဒါဟာတားရဲ့လက်ချက်မဟုတ်ဘူးဆိုတာတန်းတီးလိုက်ကြတယ်ဘာချီရလက်ရမှာလဲလုံးဝမတွေ့ရဘူးလေကျန်တဲ့ရွာသားတွေကတော့ဒါတောနက်ထဲကဆင်းလာတဲ့တောဆောင်နဲ့ဖုတ်တစေတွေရဲ့အမျက်ဒေါသပဲလို့ပြောနေကြပါတယ်ဒီနေ့မှာရာသီဥတုမကောင်းလို့ရွာသားတွေကနတ်ပူတော်တာကိုမလုပ်ဖြစ်ခဲ့ကြဘူးလေအခုကဝက်သေးတာနောက်ဆိုလူတွေပါတေကုန်မလားဆိုပြီးအားလုံးကကြောက်လန့်နေကြတော့တာပေါ့ဗျာဒါပေမဲ့မမြင်ရတဲ့အရာတွေကိုလုံးဝမယုံတဲ့ကွန်ကတော့ဒေါသတကြီးနဲ့ရွာသားတွေကိုလှန့်អော်လိုက်တယ်အပိုးတွေဗျာအခုခေတ်ကြီးမှာဘာနဲ့ဘာတစေးမှမရှိတော့ဘူးနတ်တင်ဖို့ဝါကောင်းတွေကြက်တွေရှိရင်ကျွန်တော်ကိုသာပေးစားလိုက်ပါကျွန်တော်စားပြင်မယ်ဒီခေတ်ကြီးမှာတစေးဆိုတာမရှိတော့ဘူးဗျဆိုတဲ့စကားတမ်းပါပဲရွာသားတွေကလည်းသူ့ရဲ့စော်ကားမှုကြောင့်ဆွန့်အားကုန်ကြတော့တာပေါ့ရွာသားတွေကမင်းမတိပဲနဲ့မစော်ကားနဲ့ကွာတကူဖြစ်သွားရင်မင်းတည်သွားလိမ့်မယ်လို့တတိပေးတော့လေကွန်ကတကယ်ရှိရင်ဒီညကျွန်တော်စီလာခဲ့လေကျွန်တော်နတ်ကိုပါကန်ပြမယ်ဆိုပြီးထပ်ပြီးတော့မှစင်ခေါ်လိုက်ပါသေးတယ်ညမှောင်လာတော့ဒေါ်တွေကနေခွေးဥတန်တွေတက်တက်လေးကြားလိုက်ရတယ်ဗျအဖိုးကတော့မကောင်းတဲ့အငွေးသက်ကိုခံစားမိနေပြီဒါပေမဲ့အကွန်ကတော့အဖိုးအိမ်မှာမအိပ်ပဲအနောက်ဘက်ကအတော်ဖြစ်သူရဲ့အိမ်ဟောင်းမှာတယောက်တည်းတွားအိမ်မယ်ဆိုပြီးဇွတ်လုတ်တော့တာပါပဲအဖိုးကစိတ်မချလို့အဖော်လိုက်မယ်ပြောပေမဲ့ကွန်ကတော့လုံးဝလက်မခံပါဘူးနောက်ဆုံးတော့အဖိုးလည်းလိုက်မရတော့ဘူးပေါ့စိတ်ထဲမှာတော့တုံတုံနဲ့ပဲဒီညတော့ဘာမှဖြစ်ပါစေနဲ့လို့ပဲစူတောင်းနေရရှာပါတယ်တကောင်ကျော်လောက်မှာခွေးတွေကအိမ်ပတ်ပတ်လင်းမှာဝိုင်းဦးနေတယ်လို့ပဲကွန်ကတော့စိတ်တူတူနဲ့ဘာတွေဦးနေတာလဲကွာလို့အဟောလိုက်တဲ့အချိန်မှာအရာအားလုံးကရုတ်တရက်တိတ်ဆိတ်သွားတော့ဒါပါပဲအဲ့ဒီအချိန်မှာပဲအိမ်နောက်ဘက်တော်တွေကနေလူတယောက်ရှောက်လာတဲ့ခြေတန်းကြီးကကွန်ရှိတဲ့အိမ်စီကိုတက်တဲ့ကြီးကိုလာနေတာကွန်ကလည်းကြောက်လန့်ပြီးပြေးဖို့ကြိုးစားပေမဲ့ကိုလုံးကြီးကလုံးဝကိုလှုပ်မရတော့ဘူးဗျအဲ့ဒီအချိန်မှာပဲလှေကားပေါ်ကိုတထစ်ချင်းတက်လာတဲ့ခြေတန်းကြီးကကွန်ရဲ့တကားဝမှာရက်လိုက်တယ်အဲ့ဒီနောက်တကားကိုအတင်းလှုပ်ရမ်းတော့တာပါပဲတစ်ဖက်ကလူကအရန်ကိုဒေါသထွက်နေတယ်လို့မျိုးတကားကိုထွက်မတက်ရမ်းနေတယ်ကွန်တယောက်တကယ်နောင်သားရသွားတယ်ကံကောင်းကျင်တော့မနဲ့လင်းကနေချက်တွန်တန်ကြားလိုက်ရတဲ့အချိန်မှာအဲ့ဒီတကားလှုပ်တန်ကြီးကရုတ်တရက်ရက်သွားခဲ့တယ်ကွန်လည်းစိတ်သက်သာရသွားပြီးအိပ်ပျော်သွားတော့တာပါပဲပြန်လို့လာတော့သူကရွာကနတ်ဆရာမအိမ်ကိုရောက်နေပါပြီအဖိုးကပြောပြတယ်မင်းတတိလက်နေတာ300တောင်ရှိသွားပြီဒီနေ့မှမလို့ရင်မင်းသေးပြီလို့နတ်ဆရာမကပြောထားတာအရင်ကလည်းအခုတော့စော်ကားမိလို့အိပ်ပျော်ရင်တေသွားတဲ့သူတွေရှိဘူးတယ်ဗျအဲ့ဒီကစလို့ကွန်လည်းမမြင်ရတဲ့အရာတွေကိုဘယ်တော့မှမစော်ကားရဲတော့ပါဘူးခင်ဗျာကဲတူအောင်တန်ပြည်သက်ကြီးလည်းမြင်ရတဲ့အရာတွေကိုမစော်ကားမိကြစေနဲ့ဦးနော်နောက်ထပ်တဲ့ရင်မို့ဇလန်းတွေကိုနားဆင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ